trading မှာအောင်မြင်တဲ့ဆိုတာ strategy ကောင်းရုံနဲ့ပြီးသွားတာမျိုးမဟုတ်ပါဘူးတကယ်တိုက်ပွဲစစ်ကကိုယ့်ရဲ့ခေါင်းထဲမှာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတာပါအဲ့ဒီအတွင်းစိတ်တိုက်ပွဲကိုဘယ်လိုနိုင်အောင်တိုက်မလဲဘယ်လိုထိန်းချုပ်မလဲဆိုတာဟုတ်ပြီဒီနေ့အဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီစကားကိုထက်ချက်ကြည့်လိုက်ပါဒါက trading နဲ့ပတ်သက်ပြီးလူများစုထင်ထားတဲ့အမြင်ကိုတဲ့တဲ့ကိုစင်ခေါ်လိုက်ကပဲပြောချင်တာကဒါဟာကနန်းတွေချတွေရဲ့ကိစ္စချီပဲမဟုတ်ဘူးဆိုတာပါပဲဘာလဲလဲဆိုတော့ကျွန်တော်တို့စိတ်ထုတ်တွေမှမဟုတ်တာလူသားတွေလေဆိုတော့ trading လုပ်တဲ့အခါမှာခန်းစားချက်တွေကပါလာတာပဲပျော်တာဝမ်းနေတာကြောက်တာလောဘတက်တာအကုန်ပါတဲ့အဲ့ဒါကြောင့်ပဲ trading မှာ psychology ကဒီလောက်အရေးကြီးနေရတာပေါ့ဟုတ်ပြီအပိုင်းတစ် trader တယောက်ရဲ့စိတ်မုန်တိုင်းအထူးသဖြင့် beginner တွေမလွဲမသွေကြုံရမယ့်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေအကြောင်းကိုရန်ဆုံးဖွင့်ကြည့်ကြရအောင်ဒီအချက်တွေကိုကြည့်လိုက်ရင် trader တော်တော်များများရင်ပတ်နဲ့နီးကြလိမ့်မယ်ကိုယုံကြည်မှုပြောက်သွားသလိုခံစားရတာမျိုးနိုင်ရင်လည်းတယောက်တည်းရှုံးရင်လည်းတယောက်တည်းအထီးကျန်ဆန်တာမျိုးပြီးတော့ stop loss ထီသွားရင်ရင်ထဲမှာ hard connect ချသွားတဲ့ခံစားချက် social media ပေါ်ကသူများတွေအောင်မြင်နေတာကြည့်ပြီးကိုယ့်အကောင့်တွေကပိတ်ဆက်နေရင်ကြည့်မိတဲ့အခါနောက်ဆုံးတော့ငါကဒီနေရာနဲ့တကယ်ရောထိုက်တန်ရလားဆိုတဲ့မျိုးဟုတ်ဒါတွေကတကယ်အဖြစ်အမှန်နေပါဒါပေမဲ့လေတထင်းကောင်းတစ်ခုကဘာလဲဆိုတော့ဒီလိုခန်းစားချက်တွေဒီလိုရုန်းကန်ရမှုတွေကကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးဒါကကိုညံ့လို့လည်းမဟုတ်ဘူးတကယ်တိတ်ကျဲ trader ကြီးတီတောင်ဒီစစ်မုန်တိုင်းကိုအပြင်းထန်ခံခဲ့ရဘူးလားပဲဥပမာ1980နှစ်မှာဆိုရင် Ray Dalio ဆိုတော့အကုန်ပြောင်းသွားတာသူ့ဖေစီကပိတ်ဆံပြန်ချေပြီးဘေးတွေဆောင်ခဲ့ရတဲ့အထိပဲ Paul Tudor Jones ဆိုလဲ1980ခုဈေးကွက်ပြိုတော့အကုန်နှိပါပါသွားတယ် Jesse Livermore ဆိုရင်သူ့တက်တက်မှာ၄ခါတစ်ဒေဝါလီခံခဲ့ရတာဆိုတော့ဒီလူရဲ့ဇလန်ကဘာဝပြောင်းနေလဲအရေးကြီးတာကဘယ်တော့မှမရှုံးတာမဟုတ်ဘူးရှုံးမိတိုင်းပြန်ထနိုင်တဲ့စိတ်သက်ကြန့်ခိုင်မှုပဲဆိုတာပါပဲ Okay ဒုတိယအပိုင်းမှာ trader တတများများကိုလမ်းချော်သွားစေတဲ့အကြီးမားဆုံးစိတ်ပိုင်းဆိုင်ရာထောင်ချော့အဲ့လောက်ကဘာဖြစ်မလဲ trading မှာတကယ့်ကို under ရရှိဆုံးညီမျှချင်းတခုရှိတယ်အဲ့ဒါကတော့ဒါပါပဲကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့ account balance ကိုကထက်တေးကြရတယ်လို့ထင်မြင်ယူဆလိုက်တာ screen ကစိမ့်နေတဲ့နေ့မြတ်တဲ့နေ့ဆိုရင်ငါကွာညံကြီးရှင်ဆိုပြီးတော့ screen ကနီနေတဲ့နေ့ရှုံးတဲ့နေ့ဆိုရင်တော့ငါကတော့ရှုံးနေသူပဲဆိုပြီးကိုတတ်မှတ်လိုက်တာဒီလိုသာကိုတန်ဖိုးကိုဈေးကွက်အခြေအနေနဲ့ချိတ်ထားမယ်ဆိုရင်စိတ်ခံစားချက်ကယိုလာကိုစာတာစီးနေတယ်လို့ပဲတက်လိုက်ကြလိုက်နေနောက်ဆုံးမှဆုံးဖြတ်ချက်အမားတွေပဲချမိတော့မှာပါတခုတော့တေးသေးချာချာမှတ်ထားရမယ်ဈေးဘက်ကကိုးနာမယ်ကိုမသိဘူးကိုနိုင်လားရှုံးလားဆိုတာကိုလည်း तू စိတ်မဝင်စားဘူးသူကသူ့ဘာသာသူရွေးလျားနေတာပဲဒီအမှန်တရားကိုသာလက်ခံနိုင်သွားပြီဆိုရင်ကိုယ့်ရဲ့တန်ဖိုးကိုဈေးဘက်ရက်လက်တွေမဲ့ခွဲခြားထားနိုင်သွားပါလိမ့်မယ်ကဲဒါဆိုအရှုံးကိုဘယ်လိုချူမြင်ကြမလဲဒီအပိုင်းမှာအရှုံးနဲ့ပတ်သက်တဲ့အမြင်ကိုလုံးဝပြောင်းလဲပြနိုင်မယ်အချက်နှစ်ချက်ကိုပြောပြသွားပါမယ်ပထမချက်ကတော့အရှုံးဆိုတာပြစ်ဒဏ်တစ်ခုမဟုတ်ဘူးဒါဟာကိုလုံနေတဲ့စီးပွားရေးရဲ့ကုန်ကျစရိတ်တစ်ခုပဲဒါကို cost of goods sold လို့ပြောလို့ရတယ်ဥပမာဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့ဆိုပါတော့ပစ္စည်းတွေရောင်းရဖို့အတွက်ပစ္စည်းအရင်ဝယ်ရတယ်လေအဲ့ဒီဝယ်လိုက်တဲ့စရိတ်ကကုန်ကျစရိတ်ပဲ trading မှာလည်းဒီလိုပဲအမြတ်ရနိုင်တဲ့ trade တွေကိုရှာဖွေတွေ့ရှိဖို့အတွက်ရှုံးသွားတဲ့ trade တွေကပေးဆက်ရတဲ့ကုန်ကျစရိတ်တွေပဲဒီလိုတွေးလိုက်တော့နဲ့အရှုံးဆိုတာကိုယ့်ရဲ့ကိုယ်တာမဆန်တော့ပဲလုပ်ငန်းရဲ့ကိန်းဂဏန်းတစ်ခုဖြစ်သွားတော့နောက်တစ်ချက်အရှုံးဆိုတာအကြရှုံးမှုမဟုတ်ဘူးဒါဟာပညာရေးတစ်ခုပဲဆိုလိုတာကကြောင်းတက်တယ်လို့ပဲကြောင်းလက်ခတူရှင်ပေးရတယ်ရှုံးနေမှုတိုင်းကတကယ့်ပိတ်ဆံတကယ့်နာကျင်မှုနဲ့ပေးဆက်ပြီးဝယ်ယူလိုက်ရတဲ့သင်ခန်းစာတစ်ခုပဲစာအုပ်ထဲမှာဖတ်လို့ဗီဒီယိုကြည့်လို့ရတဲ့အသိပညာမျိုးမဟုတ်ဘူးကိုယ်တိုင်ကြုံမှတ်ရတဲ့နည်းနည်းတဲ့အသိပညာဒီသင်ခန်းစာတွေက trader တယောက်ကိုပိုပြီးဟပ်မြစ်စေတယ်ပိုပြီးကြန့်ခိုင်စေတယ် Okay အရှုံးကိုအမြင်ပြောင်းပြီးပြီဆိုရင်တော့တကယ်ကိုကြန့်ခိုင်တဲ့စစ်တပ်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာစစ်ကြည့်ရအောင် trader တွေအတွက်အကြီးကလောင်စာ2မျိုးရှိတယ် motivation နဲ့ discipline motivation ဆိုတာခဏလေးပဲလေလိုပဲလာလိုက်တော့လိုက်ဒီနေ့စေရိုင်းထက်တန်းနေပြီမဲ့မနှက်ဖြန်စိတ်မပါတော့တာမျိုး discipline ဆိုတာကြတော့အဲ့လိုမဟုတ်ဘူးစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်တဲ့လှုပ်ထိုက်တာကိုနေ့စဉ်တစိုက်မတ်မတ်လှုပ်တာအဲ့ဒါကမှတကယ်ကိုခီးရှည်သွားနိုင်မဲ့လောင်စာအစစ်ပဲဒါကိုတန်တကြောင်ကနေတန်မဏိဖြစ်လာတဲ့ဖြစ်စဉ်နဲ့တင်စားလို့ရတယ်ပထမဆုံးအပူပေးရတယ်ဒါကစီးခွက်ရဲ့အဆက်မပြတ်ဖီးရပဲပြီးတော့တူးနဲ့ထူရတယ်အဲ့တူချက်တွေဆိုတာကကိုကြုံရတဲ့အရှုံးတိုင်းအမားတိုင်းပဲနောက်ဆုံးရလက်ကတော့အဲ့ဒီအပူတန်းတူတန်းဒီကိုကြံကြံခံပြတဲ့နောက်မှာမကျိုးမပတ်နိုင်တဲ့စီးကန်းဆိုတဲ့တန်မဏိဖြစ်လာတာပေါ့ဟုတ်ပြီအခုဆိုရင်အထူးချက်တွေတော်တော်များများကိုဆွေးနွေးပြီးသွားပြီရှေ့ဆက်ရမယ့်ခီးလန်းကြော်အနစ်ချုံအနေနဲ့ပြန်ကြည့်ကြရအောင်စင်ကာပူက trader တယောက်ရဲ့ဇလန်တိုလေးတစ်ခုရှိတယ်အောင်မြင်ဖို့တွေအများကြီးကြုံခဲ့တယ်လို့ဆုံးရှုံးမှုတွေလည်းအများကြီးကြုံခဲ့တယ်
ဒါပေမဲ့သူ့ရဲ့ message ကရှင်းရှင်းလေးပဲ still here trading ဒီမှာပဲရှိနေတော့ပဲ trade နေတော့ပဲတဲ့တကယ်အောင်မြင်မှုဆိုတာတညာတဲ့နဲ့ထထဖြစ်သွားတာမျိုးကိုဆိုလိုတာမဟုတ်ဘူးဒီလောကထဲမှာကြံ့ကြံ့ခံပြီးဆက်ရှိနေနိုင်တာကိုကအောင်မြင်မှုတစ်ခုပဲကဲအဆုံးသတ်အနေနဲ့ကိုပြန်မေးကြည့်ရမယ့်မေးခွန်း၃ခုရှိပါတယ်ပထမတစ်ခုကိုယ့်ရဲ့တန်ဖိုးကိုပိုက်ဆံနိုင်တာရှုံးတာပေါ်မှာပဲအဓိကထားပြီးတိုင်းတာနေပြီလား ဒုတိယမေကွန်အရှုံးတစ်ခုကိုကိုရေးကိုတာကြာရှုံးမှုလို့မမြင်ပဲသင်ခန်းစာတစ်ခုလုပ်ငန်းကုန်ကြရှိတစ်ခုဖြစ်မြင်နိုင်ပြီလားနောက်ဆုံးတစ်ခုလုံးဝစိတ်မပါတဲ့နေ့ဒီမှာ motivation မရှိတဲ့နေ့ဒီမှာတော့ကိုယ့်အစီကံအတိုင်းဆက်ပြီးလုပ်နိုင်ရလား ဒီအချက်လေးကိုတော့အများနဲ့သတိရနေစေချင်ပါတယ်ဈေးခွက်ကကိုယ့်ပတ်စံကိုယူသွားလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်သက်ကိုတော့ယူသွားခွင့်မပေးလိုက်ပါနဲ့ဒီ trading key လက်မှာအားလုံးပဲစိတ်သက်ကြံ့ကြံ့စွာနဲ့ရှေ့ဆက်နိုင်ကြပါစေ ICT concept trading strategy ကိုတေချာလေးလေ့လာခြင်းနဲ့ trading account တွေဖွင့်ခြင်းနဲ့ငွေသွင်းငွေထုတ်တွေပြုလုပ်ခြင်းနဲ့ဆိုတော့ကျွန်တော်စီကိုဆက်သွယ်လာလို့ရပါတယ်